ကဲဒီကနေ့မှာတော့ hero တွေကိုဗတ်ထားပြီးတော့ Naito skin တွေကိုလည်းအလကားကင်လို့ရတယ်ဆိုတော့မေဟန်မှုကိုကျွန်တော်တို့ဂျင်းကောင်တတိုက်သွားဆော့မှာပဲဖြစ်ပါတယ် hero တွေကိုဘလောက်ဗတ်ပေးထားလဲမမေးနဲ့ hero တစ်ကောင်ကိုတစ်ချက်နဲ့နေပျောက်တဲ့အထိကိုဗတ်ပေးထားတာပဲဖြစ်ပါတယ်ကဲလောလောဆယ်တော့ wall collector ကြီးနဲ့ဝင်လာတဲ့မောင်အိုတွေကိုကျွန်တော်တို့က wall collector ပြလို့မရအောင် mega collector တွေနဲ့ပိတ်ပြနေရပဲဖြစ်ပါတယ်အကျဉ်လဲရုပ်လို့ဝါပြီဆိုတော့အတီကျန်းတော့ပဲအတီကျန်းမယ်ဆိုတော့ပထမဆုံးဈေးဥပေါက်တာခက်ခါရှိကိုနှစ်ချက်နဲ့မတည်ဘူးလားနှစ်ချက်နဲ့မတည်ရင် short ဒီမှာမှုတ်လိုက်မယ်ဒါပဲလေနောက်တော့ကောင်အလဲလေးမှာသွေးပေးပေးလေးနဲ့နေချင်နေတဲ့ခြံငယ်ရော့ဈေးဥပေါက်ပြီရော့ရောင်မင်းပြေးတာမြန်သွားလို့တော့မဟုတ်ရင်မင်းမှာပါစေရတယ်ကိုယ့်ဘာကိုဘတ်စားနေအောင်ခြုံထဲကိုဘာလာလောက်တာလဲရော့1 hit ကွာအဲ့မှာရော့အဲ့မှာ level 8နဲ့1 hit ဒီမှာ1 hit နောက်တစ်ချက်ဖုံးဒါပဲနော်Skill 2ကိုအန်ဟစ်တောင်မသုံးဘူးနော်မသုံးမဲနဲ့1 hit ရော့ဒီမှာ1 hit ကွာဘာရက်လုံနေတာတော့အဲ့ဒါဟာဒီမှာလည်းနောက်တစ်ခါတွေ့ပြန်ပြီကွာဒီကောင်ခဏခဏတည်နေနေတဲ့အတွက်ရော့ကွာကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဂျင်းကောင်တစ်တိုက်ဒီမေဟန်မှုမှာဘယ်လောက်ထိကြမ်းထားမလဲဆိုတော့သိကျင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုမကြော်ဘဲနဲ့စောအောင်ကြည့်လိုက်ကြဖို့ပဲမေတ္တာရက်ခံရပါတယ်ခင်ဗျကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးကိုစလိုက်အောင်ကဲပွဲရရောက်တာနဲ့ကျွန်တော်က retreat မရရင်မဆော့တတ်တဲ့ပြဿနာလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့မေဟန်မှုမှာနေကျွန်တော်တို့ retreat နဲ့ဆော့ခဲ့ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ကဒီ fanny ကိုတစ်ချက်ပဲပြစ်လိုက်တာသူတို့ကဂိုင်းသွားတယ်ဒါကိုဆရာသမားဟိုဆွဲလိုက်ဒီဆွဲလိုက်လုံနေရမင်းပြေးတာမြန်လို့တော့မင်းဘာလုပ်ချင်တာတော့နောက်က Novaria ရော့ကွာရော့ဒါပဲလေငါးမြတ်ရေချိုးပြန်မှာပေါ့ဟိုကောင်ပြေးနေတာဟေးအဲ့လောက်ကြီးကြတော့မပျော်တော့ဘူးကွာပြန်လာခဲ့လीဟာရောင်စာကူရလက်ချက်မိသွားပြီဟာနောက်ကကောင်ပဲပြေးရဘလို့ရှေ့ကကောင်ပဲလမ်းရမလို့ကွာမင်းတို့ကောင်တွေကမဟုတ်တော့ပါဘူးလို့ကြောင်မပြေးနဲ့ဟာပြေးတယ်ကွာလွန်နာပေါ့ကွာအဲ့လောက်ကြီးကြတော့ဒီဘက်ကိုပြန်လာသေးပြီလေမင်းမကသွားပြီမင်းဘာလုပ်ချင်တာတော့ရော့ဒါပဲလေဒီနေ့မှကန်စာတာတွေတက်နေဟေးဒီဘက်မှာလည်းပိုင်ရှင်မဲ့ဘက်ကြီးတွေ့ရဟာကဲဒီဘက်လေးစားနေနဲ့ဘသူလေးရောက်လာမလဲဆိုတော့စောင့်ကြည့်လိုက်ခက်ခါရှိမပြေးနဲ့ဆရာသမားဘယ်ပြေးမှာတော့ရောက်မသိဘူးလားမသိဘူးရတယ်မပြေးသေးဘူးရော့ကွာဒါပဲSkill 2လေးတစ်ချက်နဲ့ရှော့သွားခဲ့တယ်ပေါ့နော်ဟာဒီဘက်ကလောက်ကဘာကြည့်တာတော့မင်းပြေးတာမြန်သွားလို့နော်စူဆာနိုတို့နဲ့လှမ်းပြစ်လိုက်မယ်ဆိုရင်ဖြင့်ထိသွားပြီမယ်ရမထင်ခဲ့ဘူးပေါ့နော်အဲ့လိုနဲ့ကိုရီလက်တာတဲလှုပ်ရင်းနဲ့လမ်းကြုံပါဆယ်ဆွဲဖို့ခြံခဲကိုတွေ့တဲ့အခါမှာတော့ဝင်အုပ်လိုက်ပါတယ်ကဲဒီမှာ Novaria ကပါဆယ်ရမလားမရဘူးဆရာမကြီးကပြေးတာမြန်နေကွာ Novaria ကိုမရလို့ဘက်ကိုလှုပ်နေပါတယ်ဆိုမှကွာတေရင်နဲ့ကြာတော့ပြောင်းတာရော့1 hit ကွာအဲ့မှာဟိုမှာကလောက်ရော့နောက်ထပ်1 hit ဒါပဲလीမင်းတို့ကောင်တွေကငါစူးယူကိုထင်သေးတာလားကွာငါတယောက်လုံး rifle နဲ့လာတာကိုမကြောက်မြုံမပြန်ဘူးအခုမှတော့ဘယ်ကိုပြန်အောင်မှာတော့ဒီကောင်ဘာတော့ကွာ rifle နဲ့လာနေတဲ့ခရီးကိုမထိုင်ခုတ်နေရတယ်လို့ကွာဒီကောင်ကြောင်တော်နဲ့ခုနဒီနားမှာလာရှိုးသွားရင် Novaria ဘယ်ရောက်သွားဟိုမှာမင်းလာကျင်တိုင်းလားတွားကျင်တိုင်းတွားလှူအိမ်မဟုတ်ဘူးတာကြီးရဲ့ရော့အဲ့မှာ legendary ပဲနော်ဟဲ့အောင်ခက်ခါရှိမပြေးနဲ့ဟဲ့အောင်မင်းသတင်းကြီးရတာဟဲ့အောင်ဘယ်ပြေးမှာခါမှုကြီးတုံးလဲမရတော့ဘူး Smackdown နဲ့ပါသွားတာလာခဲ့တာ Fanny ရော့ကေးလည်းမရဘူးကွာဒီကောင်လေးတော့ကေးပေးလိုက်ပါတော့ကွာလူကဟုတ်တယ်ရော့အဲ့မှာ legendaryနောက်ကကောင်မလိုက်နဲ့တော့လေတာဝါကြီးဆရာသမားရေနေလက်စားချေပေးမယ်နာတော့လက်စားချေပေးမယ်ရော့အဲ့မှာရော့ဖုတ်ရှော့သွားတယ်ခုနဒီနားမှာတကောင်ကောင်တွေ့လိုက်တယ်လို့ခက်ခါရှိဘာလုပ်နေတာတော့ရက်ပြီးတော့အဲ့မှာ legendary နော်17ခါရှိပြီ17ကောင်ရှိပြီအမှတ်မရှိလိုက်လာပြန်ပြီအဲ့မှာစမတ်တောင်းကျွေးခံလိုက်ရပြီရော့ကွာ legendary ပဲကဲတာတယ်လို့တားကြီးတို့အရေးကြီးဆုံးကလက်ကြီးပဲเนาะလက်ရမှာငါတို့ဘွားကြီးတိုးတက်ပြောင်းလဲမဟုတ်တယ်เนาะကဲလက်ကလည်း3ကလုံးရသွားပြီဆိုတော့တားကြီးတို့ဟဲ့အောင်နေလို့တားကြီးတို့ရရွာဘိုးမထိုးနေတော့ဟာသူတို့သာပြောနေငါလည်းကေးလေးလိုချင်သေးရဲ့နည်းတော့တစ်ခေါင်းလောက်ပဲဖြစ်ကိုချောင်းနဲ့ကိုဝင်လာတော့သေပေါ့အဲ့ဒီမှာရောခက်ခါရှိတက်တာတော့90ပဲရတော့ကွာမတန်တော့ဒီကောင်းလေးဝင်တက်အောင်မှာရော့90ဟာရောခြံကလေး90လွန်တာပေါ့ကွာမင်းတို့ဘဏ္ဍခါတောင်သေးထားကြရလေအဲ့လောက်ကြီးကြတော့မပျော်တော့ငါတက်မယ်လို့တော့မပျော်တော့ကလောက်ဘလက်သင်းဝေးငါပြန်သေးတော့မဟိအောင်နေနောက်ကယူလိုက်တော့ကေးယူလိုက်တော့ငါမယူတော့အဲ့ကောင်ယူမဟုတ်ရင်အန်တက်ပြုတ်သွားတော့မယ်ကဲဘယ်ကောင်ရသေးလဲဘယ်ကောင်ရNovaria ရော့ဖုတ်တခါလေးပဲ Skill 2လေးနဲ့ပဲမှုတ်ပေးလိုက်Fanny ဘာလုပ်ချင်တာရော့ငါခရီးတွေခုတ်လိုက်မယ်ကွာတွေးပြန်တက်သွားအဲ့မှာrifle နဲ့ရော့rifle တန်းပြောက်ပဲနော်ဂျားထဲမှာအငိမ့်မနေပဲနဲ့ရွာပိုးထိုးလိုက်တာတက်တခါပြုတ်သွားပါတယ်လို့ကဲလုံးမာတာပါကြီးလာပြီဆိုတော့အသားကြီးတို့ဒီတခါတော့တကယ်နော် Fanny ကလည်းကျိုးလွဲနေပါတယ်ဝင်ခွဲတာပါတဲ့ဆရာသမားကို base back ကိုပြန်သွားတယ်ဟေးအောင်နေ 1k ရော့ဒါပဲလေ18ကောင်ရပြီဟာ
ဟာကျန်လို့မွန်တော့ပါဆာစကေကြီးကိုဖျောက်ပစ်လိုက်ပါတယ်တဲ့ဟေးအောင်နေရအဲ့လောက်ကြီးကြတော့လွန်တာပေါ့လို့မတွေ့တော့ဘူးဘမတော့ကွာကဲဒီနေ့ဗီဒီယိုလေးကဆိုရင်ဖြင့်ကျွန်တော်တို့ဒီ Naito skin ကို free ရတယ်ဆိုတော့မုတ်ဖြစ်တဲ့မဟန်မုတ်မှာတွားပြီးတော့ဆော့သွားတာပဲဖြစ်ပါတယ် brother တို့အနေနဲ့လည်းအဲ့ဒီမုတ်ကိုတွားရောက်ပြီးတော့ဆော့ကစားဖို့အကြံပြုပါတယ်ဒီမုတ်ကဆိုရင်ကျွန်တော်တို့ဒီလ2ရက်နေ့ကစလာခဲ့ပြီးတော့ကျွန်တော်တို့အချိန်ကန့်သက်နေပဲလာမဲ့မုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရှီတုံးလေးဆော့ထားဖို့အကြံပြုပါတယ်ဒီမဟန်မုတ်မှာဆိုလို့ရှိရင် hero တွေကိုဗတ်ပေးထားတဲ့အပြင်ကိုမှ Naito collaboration skin တွေ9កောင်လုံးကိုကင်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်မဆွဲဘဲနဲ့ဆော့ထားဖို့အကြံပြုပါတယ်ကဲဒါဆိုလို့ရှိရင်နောက်မှာဆိုရင်ကျွန်တော်အလကား free ရတဲ့ Kara skin ကိုတွားဖျက်ကြည့်သွားမှာပဲဖြစ်ပါတယ်လိုက်ခဲ့ပါအောင်ဗျโอเคဒါဆိုလို့ရှိရင် V ရဲ့ Kara skin မှာပထမအဆုံးအနေနဲ့ walking animation ကတော့ကျွန်တော်တို့ဒီတဲပြန်ကြီးကိုတုံးပေးထားတယ်ပေါ့နော်ဒါပေမဲ့တကယ် enemy ထဲမှာဆိုရင်ကြတော့ chakra ကုံလို့မတုံးပါဘူးတဲပြန်ကြီးထားပါတော့တဲပြန်ကြီး basic attack ကတော့ဘယ်လိုပြောရမလဲဆိုတော့တဲပဲပေါ့ဗျာဟုတ်တယ်မလား basic attack ကတဲဥမှာ enemy hidden effect ကလည်းတဲပဲထွက်သွားတဲ့ပညာတကာလည်းတဲလေးတွေ white ပြီးတော့ထွက်သွားတာ skill 1ကဲဒါဆိုလို့ရှိရင် skill 1ကကြတော့အောက်ကနေဖုံဖုံလေးကြွတ်တက်လာတယ်ကြွတ်တက်ပြီးတော့ဘယ်အမှန်းမသိတဲ့ဂါရတောင်တစ်ခါမှမမြင်ဘူးတဲ့ကျွန်တော်တို့နွဲပင်တို့အရာကြီးတွေပေါ့နော်ဘယ်လာတွေကဟာကြီးတုံးပေးထားတယ်အဲ့ဒါကိုတဲလည်းမဟုတ်ဘူးမင်းတို့ဒါဘာထားတော့လို့မင်းတို့ free skin ဆိုလေအဲ့လောက်ကြီးတော့ရုံမပေါက်နေလင်ကွာဟာရအောင်အဲ့လောက်ကြီးကြောက်လွန်တာပေါ့ကွာဂါရငါ့ရဲ့ favorite character တွေကတခုကွာအဲ့လောက်ကြီးဖြက်စီးပစ်တာကြီးကလွန်တာပေါ့တာကြီးတို့ရာဟာကြည့်ပါအောင်ကွာဘလို့တော့ rating ပေးရမှာတော့ကွာschedule လေးတစ်ချက်လောက်ဆက်ဆန်းကြည့်လိုက်အောင်ဟာ schedule ကလည်းကွာတဲလေးဝီးပါကွာဟိအောင်နေရဂါရာကွာမင်းတို့လောက်ထားတဲ့ဟာရောမင်းတို့လောက်ထားတဲ့ character ဂါရာလေးကွာ enemy တော့ကြည့်ပေါ့ကွာ collaboration လုပ်ရင် Naito လေးတော့ကြည့်ပါကွာဟာရောဆုပ်ပြတ်တက်နေတာပဲကွာဘာကြီးတော့အဲ့ဒါကြီးကဘာကြီးတော့ဘာကွက်ကြီးတော့ ultimate တော့ကင်လောက်ဟာဟေ့အောင်ဘမလဲရှုကကူอ่ะအေးဟေ့အောင်ဖိုးဝါတော့တုံးခဲ့တဲ့ဂါရာရဲ့ချိတ်ပိတ်ထားတဲ့ pyramid 3ဘေးရင်အောင်မှာအဆင်ပြေသေးတယ်ကွာဟာဘလို့ကြီးတော့အောက်ကတဲတွေကဝင်သွားတယ်ပြီးတော့တဲ explosion ဖြစ်သွားတယ်ဒါဘာ skin တော့ဒါဂါရာ skin လားတဲလူတာ skin လားမာကြီးတော့ဟာယောင်ဟာ collaboration လုပ်တဲ့ကောင်ကြီးကဟာယောင်မကြည့်ဘူးလားယင်ဘလို့ကြီးထုတ်တာတော့ကွာဟာ record animation ကလည်းဘာကြီးတော့ဘာလဲဆင့်ခေါ်တာလားဘာကြီးဆင့်ခေါ်တာတော့ဟာတဲပြန်ယူဆင့်ခေါ်တာလားဘလို့ကြီးတော့ဟာကြုံစကင်တစ်ခုလုံးမှာတဲပဲလောက်ထားတာဟေးလွန်တာပေါ့ basic ထက်ကလည်းတဲ skill 1ကျတော့ဘယ်မှမသိတဲ့ຫນွေပင်တွေနဲ့တဲတွေနဲ့ skill 2ကကျတော့တဲလေးဝေးဟာ anime ကကျတော့တဲပေါက်ကွဲမှုဟာလွန်တာပေါ့ကွာဂါရာကွာမင်းတို့လောက်ထားတဲ့ဟာကြီးဟာ free skin ပြီးတော့ပွားရလေ400တဲ့လွန်တာပေါ့တာကြီးတို့ရာဟာမင်းတို့လောက်ကတော့ကွာ9000ဒီထက်ကောင်းအောင်ထုတ်နိုင်နေကွာဟာအဲ့လောက်ကြီးဖြတ်စည်းပြတာကြီးကလွန်တာပေါ့ကွာ creator ဖြစ်တဲ့9000ရှက်တယ်ကွာ oh my god ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ personality အရာဒီ skin ကို rating ပေးရမယ်ဆိုရင်လုံးဝတပြားမှမလျှော့ပါဘူး0 out of 10ပါပဲဒီ skin ကလိုအပ်ချက်တွေအများကြီးရှိတဲ့အပြင်ကိုလုံးဝပြင်ယူရမယ် skin တစ်ခုပါ Kara မှာ3နဲ့ space ဆိုလို့ဘာမှမပါတာပါသူခု6တော့တင်ထားတဲ့တဲပဲပါပါတယ် Kara 3နဲ့ဒီဂျိုစုတွေဘာမှမပါဘူးပြီးတော့ sugar ခုလည်းပြောင်းနေတယ်ပေါ့နော်ဒါကြီးကတော်တော်ကြီးကိုအဆင်မပြေပါဘူးပြီးတော့ဒီ Naito နဲ့ collaboration လုပ်ထားတာကသူတို့ကဘယ်အချိန်ကဟာကိုယူထားလဲတော့မသိဘူးကျွန်တော်တို့ယူသေးချင်တာကဒီ4 war က prime time ကိုယူသေးချင်တာကိုဒီကောင်တွေကမယူဘဲနဲ့ဘယ်ဟာဘယ်လိုလုပ်ထားလဲမသိဘူးဆူဆာနိုကဒီပိန်6နေပေါ့ဒီလောက်ကလက်ခံပေးလို့ရသေးတယ်ဒီ Gara skin ကတော့လုံးဝယူဆုတ်ပြတ်တက်သွားပါပြီဒီ skin ကလုံးဝ revamp ပေးရမယ့် skin ပါကဲဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုလေးအတွက်ကတော့ဒီလောက်ပါပဲဒီ skin ကြည့်ပြီးတော့ Naito enemy ကိုတော့အာနာမိသွားတယ်ကဲဒါဆိုလို့ရှိရင်တောင်းနေကြလို့ရှိရင်မတူညီတဲ့ content အသစ်တွေနဲ့တူပြန်လာခဲ့ပါအောင်မယ် see you guys in a video ဟိုးခဏလေးကျွန်တော်ဒီ event လေးကိုနည်းနည်းလောက်ရှင်းပြပေးသွားမယ်ပေါ့နော်ဒီ Naito event ဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လာတော့က45ရဲ့အချိန်ရှိတယ်အခုဆိုလို့ရှိရင်39ရက်ပဲရှိတော့ရေပေါ့နော်ဒီ coin 1200နဲ့လေးရမယ် event တွေထုံးစံတိုင်းပဲပထမဦးဆုံးကျွန်တော်တို့ first one draw ကို daily ကျွန်တော်တို့90ရာခိုင်နှုန်း short ပေးပါတယ်ပြီးတော့ကျွန်တော်တို့ဒီ10 draw ကိုကျတော့450နဲ့ဖောက်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ price pool ထဲမှာကတခြား Naito skin တွေပြင်တခြားပညာ smuggler လေးတွေပါတယ်ပေါ့နော်ဒါလေးတွေကမပေါက်တဲ့အတွက်တော့ထည့်ပြောမနေတော့ဘူး brother တို့အနေနဲ့ Naito skin တွေကိုလိုချင်တယ်ဆိုလို့ကတော့ကျွန်တော်တို့ phase 1 phase 2ဂုံပြီးလို့ရှိရင်ကျွန်တော်တို့ diamond နည်းနည်းပဲစိုက်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ Naito skin ကကျွန်တော်တို့ကြိုက်တယ်လို့ဆိုယူထားတင်ပါတယ် Kara skin ကလွယ်လို့ပေါ့နော်ကဲဒါဆိုလို့ရှိရင်တကယ်နှုတ်ဆက်ပါပြီ see you guys in a video